မင်္ဂလာပါအမောပြေလေး Audio Village Channel မှာကြိုဆိုပါရစေ Channel လေးမှာဟာတာဇလံပရာလောကဇလံများနဲ့ဂမ်ဘီယာဖြစ်ရမှန်ဇလံများကိုတင်ဆက်ပေးသွားမှာဖြစ်လို့ Channel လေးကို Like and Subscribe လုပ်ထားပေးဖို့တောင်းဆိုချင်ပါတယ်ရှင်ပေါ်ကြရဲ့ဂျာရင်နဲ့ရွှေအိုးကြီးအခန်း7ပွဲစားဦးဆောင်ကအဖြူရောင်ဗန်ကားကြီးနဲ့ဂျာရီတို့စီရောက်လာတယ်အနောက်တိုင်းဝစ်စုံအဖြူကိုတရက်စွာဝစ်ဆင်ထားတဲ့ဦးဆောင်ရဲ့အတွင်ကတကယ်တထေးကြီးကိုက်ဆိုင်အတွင်မာပိုရို secret ပါပစောင်တွင်ခဲထားသေးတယ်ကာတကာဖွင့်ပြီးဆင်းလာရဂျာရီတို့လူတိုက်မှာဦးဆောင်ရဲ့အတွင်ကိုကြည့်ပြီးတအံ့တော်ဖြစ်နေကြတယ်ဥပေဒါကဦးဆောင်ကိုဝမ်းသာအားရနဲ့နှုတ်ဆက်လိုက်တယ်ဘလို့လဲကိုဦးဆောင်တဲပြီးသားနာနေပါလားဝါကပွေးစားလေဒီလိုဝစ်မပေါ်ဗျဘလို့လဲခိုင်ရလားခန့်သမားကိုဦးဆောင်ပုံကတရုတ်နဲ့ကြီးနဲ့စင်တင်းတင်းဗျအိုင်ယိုဝါကိုဤလောက်မနှိုင်းနဲ့လေဘလို့လဲဟိုကီလေးတွေပြင်ဆင်ပြီးပြီလားအားလုံးအတင်မဲဗျဂျာရီသွားစို့ဟေ့နင်တို့ဤဝစ်ဤစားမလဲကြတော့ဘူးလားဘာဖြစ်လို့လဲဗျဟာနင်တို့ပုံကစီတယ်မှလက်တော့ပီဝါနဲ့တူတယ်လို့ပဲဟိုဗျာအညာသားပဲဟာကျုပ်တို့ကဟန်မလုပ်တတ်ဘူးဗျဤဒါဆိုလဲတက်ခိုးဖားကြီးကိုပါရဲ့လားပါပါဗျဟာဒီမှာတက်ပြောဆိုဆိုနဲ့ဂျာရီနဲ့စိတ်ကလာတော့နှစ်ဦးကားပေါ်တက်လာတယ်ဥဝေဒါနဲ့ဂျာရီတို့ပါကားဘေးမှာကြံနေခဲ့တယ်စိတ်ကလာကကားပေါ်တက်တာနဲ့ဦးဆောင်ထံမှ secret တလိပ်ကိုတောင်းတောက်လိုက်တော့တယ်ကိုဦးဆောင်ကျုပ်ကို secret တလိပ်ပေးဗျအောင်မေနီကဤဆေးလိပ်တောက်ဖူးလို့လားရပါတယ်ဗျပေးစမ်းပါတောက်ကြည့်ခြင်းလုံးလို့ဦးဆောင်ကလည်းစိတ်ကလာဆိုပြောနေသဖြင့် secret ထုတ်ပေးလိုက်ရတယ်စိတ်ကလာမှာ secret မင်းကြီးပြည်စီနဲ့မိကိုတစ်ထောင်ထောင်ဖွာရှိုက်လိုက်လေတော့တယ်အာယိုနင် secret တောက်တာခေါင်းတိုင်းကြီးလိုပဲဗျဟီကောင်းသားဗျဟေ့ကောင်စိတ်ကလာမင်းကလည်းလက်ကားရနင်းဖွာနေတာပဲဟာဒါအင်္ဂလိပ်ဆေးလိပ်ကွာအရသာကရှိပါဘာဆေးလိပ်လဲဗျမာပိုလိုလေဟင်ဘာလဲဗျမာပလိုဆိုတာဟိုကလားနာမည်လားအာယိုဝါဤလောက်မသိဘူးလေဦးဆောင်တယောက်စိတ်ကလာမေးကိုမဖြေနိုင်ဖြစ်နေတယ်ထိုချိန်မှာသူတို့စီးနေလိုက်ပါလာတဲ့ဗန်ကားကြီးကမြို့ရဲဘက်ကိုကွေးပတ်မောင်းနေလာခဲ့ပြီးငားတဲ့တိုက်အစာအုပ်ရှိအရောက်မှာဝေါ်ခနဲ့ထိုးရလိုက်တော့တယ်ကားရက်တာနဲ့သူတို့လူစုကားပေါ်ကနေဆင်းခဲ့ကြပြီးငားတဲ့တိုက်အစာအုပ်ရဲ့အပေါ်ဆုံးတက်ကိုတက်ခဲ့ကြတယ်ဦးဆောင်ကရှေ့ဆုံးမှာဦးဆောင်ခဲ့ပြီးအခန်းတကားကိုဘဲနှိပ်လိုက်တယ်ထိုကအခန်းတကားပွင့်လာပြီးငယ်တိတ်ကြီးပြောင်နေတဲ့ကလားကြီးတူထွက်လာတယ်ဟာမစ္စတာအီဆိုဦးဆောင်ကိုဧည့်သည်တွေပါသလားပါလာတယ်လေကဲဝင်ကြဟာဒီလူတွေကဘဲကလဲတကူလုံးပေးချမ်းနေတာပါလားဧကနာအိမ်သာပြင်မို့ခေါ်လာလားဦးဆောင်အာယိုဘလို့ပြောတာလဲကိုစီအိုဟာငါနာမည်အီဆိုစီအိုမဟုတ်ဘူးမောင်မင်းတို့ကဘသူတွေတော့ကျုပ်နာမည်ဂျာကြီးသူကကျုပ်တငယ်ချင်းစိတ်ကလားနာမည်ရင်းကမောင်မင်းကလားဟိုဘာတွေတော့ဦးဆောင်အာယိုသူတို့ကငါပြောထားတဲ့ရွှေအိုးကြီးပိုင်ရှင်တွေအံ့ဩစရာပဲထိုင်ကြဂျာကြီးနဲ့စိတ်ကလားကတထောင်လောက်ဒူးရှိတဲ့ဆိုဖာကြီးပေါ်မှာဤခနဲ့ထိုင်ချလိုက်ကတကူလုံးမြုပ်ဝင်သွားတော့တယ်အောင်မလေးဗျဟေးဘာဖြစ်တော့ဟိုခုံဖြည်းဖြည်းထိုင်မှာပေါ့ကလာတထေးကြီးဤစွတ်မှာဂျာရီတို့အတွင်တရံကြည့်ပြီးရှုံ့မဲ့နေတယ်ပွဲစားဦးဆောင်မှာလဲဂျာရီတို့လုံပုံကြည့်ပြီးခေါင်းစားနေတယ်ထိုချိန်မှာဤစွတ်ကမှုန်ကုတ်ကြည့်ရင်မေးလိုက်တယ်ကဲဘယ်မှာလဲမောင်မင်းတို့ပစ္စည်းဒီမှာလေဖားစုပ်ကြီးကျုပ်ကဘာလုပ်ရမှာတော့ဘလို့လဲဦးဆောင်မောင်မင်းလူတွေကမောင်မင်းလိုပဲဦးချောင်းတွေလားရုပ်တဲတော့မလုံနဲ့နော်ကျွန်ုပ်ကလူပြိုကြီးပေမဲ့ကရာတေးရောဂျူရိုရောတက်ထားတယ်ဘာတွေတော့ကိုဦးဆောင်ဘာလဲဗျဟိုသူတက်တယ်ပြောတဲ့ပညာကအောက်လန်းတို့စုံးသစေပညာတို့လားဟာဂျူရိုကရာတေးဆိုတာဒီလိုလုပ်တဲ့ပညာလေဦးဆောင်ကလက်ဟန်ရှေဟန်နဲ့လောက်ကဂျာကြီးအမေကိုဖြေလိုက်တယ်ဂျာကြီးမှာဦးဆောင်လုပ်ပုံကြည့်ပြီးကိုထင်ရကိုပြောချလိုက်တယ်ထိုးတဲ့ကြိတ်တဲ့ပညာကိုဒါဆိုမစ္စတာအီဆုကလက်ဝဲသမားကြီးပေါ့ဘလို့ပြောလိုက်တာလဲကောင်းလေကျွန်ုပ်ကိုနောက်တာလားဟာရှုပ်ကိုမီဝါရှင်းမယ်ဘာတွေရှုပ်လို့ဘာတွေရှင်းမှလဲဗျတော်ကြပါတော့ဝါကြရင်ယူလိုက်မယ်ကဲကိုကြရင်နင်တို့ပစ္စည်းကိုထုတ်ပြလိုက်လေပြီးရင်ဈေးကိစ္စပြောကြတာပေါ့ဖိုးမစ္စတာအီဆုကဒီလိုလုပ်တယ်ဆိုတော့
ဖြစ်ပါမလားဘလို့လဲမောင်မင်းကကျုပ်ကိုမယုံမလားဟုတ်တယ်လေခမည်းကဂိုက်ဆိုင်ကောင်းမိမဲ့လူလိမ်လူညာဖြစ်နေဘလို့လုံမလို့အာယိုဂျာကြီးစကားကြောင့်ဤဆိုရောဦးဆောင်မှာကိုနှစ်ဖူးကိုရိုက်ပြီးအော်ဟစ်လိုက်ကြတယ်စိတ်ကလားကတော့ဂျာကြီးရဲ့စကားကိုအထောက်ခံကြီးထောက်ခံနေတယ်ထို့ချိန်ဦးဆောင်ကဂျားကနေဝင်ဖြန်းပြေးလိုက်ရတယ်ဘလို့ပြောလိုက်တာလဲကိုဂျာကြီးရဲ့ဒါတထေးကြီးဗျဝါပြောတာမကောင်းချွန်းတော့တောင်းမမရဲ့တထေးကြီးအလာကျွန်ုပ်ကိုယခုလိုပြောတာမောင်မင်းတယောက်ပဲရှိတယ်ကဲဘယ်မှာလဲပစ္စည်းကျုပ်ကြရင်တခါတည်းငွေချင်းမယ်မောင်မင်းတို့ပစ္စည်းကလိန်နာညာတာဆိုရင်တော့သက်ဆိုင်ရာကိုချက်ချင်းတိုင်ပါနော်အယိုဤလောက်လဲစိတ်မဆိုးပါနဲ့တထေးရဲ့ကဲဖွင့်ပြလိုက်ကိုဂျာကြီးကောင်းပြီလေပြောဆိုနဲ့တကောက်ဖာကြီးသူတို့ရှေ့ကြောက်စပွဲဖြူကြီးပေါ်မှာဘုံခနဲ့မြောက်ပစ်တင်လိုက်တယ်မြင်းဝင်းကိုကြည့်ရင်မစ္စတာအီဆွတ်မှာရှုံမဲ့ဖြစ်နေတယ်ထိုအချိန်မှာဂျာကြီးကဖာကြီးကိုဖွင့်ပြီးအထဲမှာပစိုးပိုင်းနဲ့ထုတ်ထားတဲ့ရွှေအိုးကြီးကိုထုတ်လိုက်တယ်ပစိုးပိုင်းကလည်းစီကြီးစော်နန်းဟောင်းနေတယ်ဘဲကထမိန်စုပ်ကြီးလေဟာဒါကျုပ်ရဲ့ပစိုးစုပ်ဗျယူရင်လည်းနှာခေါင်းပိတ်တာအဲ့ဒီမှာခမားကြီးတိတ်လို့ရှင်တဲ့ရွှေအိုးရှိတယ်ဂျာကြီးကစူပုတ်ပုတ်ပြောရင်ပစိုးပိုင်းကိုဖြည်းဖြည်းချင်းဖြီးပြလိုက်တယ်ဟိုးဘာကြီးတော့မဲကျုပ်နဲ့ဒါရှေးအောင်ရွှေအိုးကြီးဗျကြီးတက်နေတာဒီမှာကြည်စမ်းဝင်းတောက်နေတာပဲအိုးကျွန်ုပ်ကိုပြပါဦးဖြစ်ပါမလားပြလိုက်လေကိုဂျာကြီးရဲ့ကဲဒါဆိုရော့ဤစုကရွှေအိုးကိုယူကြည့်လိုက်တယ်သူအင်ကြီးဖားထဲမှာမှန်ဘလူးကြီးကိုထုတ်ပြီးဝင်းလဲနေတဲ့နေရာကို3-4ခါလောက်ကြည့်လိုက်တယ်ထို့နောက်သူအိတ်ထောင်ထဲမှာဖောင်တိန်သဏ္ဍာန်ရှိတဲ့အရာကိုဆွဲထုတ်လိုက်ပြီးဝင်းလဲနေတဲ့အပိုင်းကိုပွတ်တိုက်ကြည့်လိုက်တယ်ဟာဖြည်းဖြည်းလုပ်ပါဗျရွှေတွေပဲ့ကုန်ပါမယ်ဟင်အိုးဘာတွေអော်နေတာတော့ရွှေသားစစ်မမြင်ဘူးလို့ဖြစ်မှာပေါ့စိတ်ကလားနဲ့ဂျာကြီးကသူတို့ထင်ရမြင်ရကိုပြောဆိုနေတယ်မစ္စတာအီဆွတ်ကဂျင်းညော်တက်နေတဲ့ရွှေအိုးကိုလှဲပတ်ကြည့်ရင်စပွဲပေါ်တင်ထားလိုက်တယ်ထို့နောက်ဂျာကြီးတို့နှစ်ဦးကိုမျက်လုံးပြူးပြူးကြီးနဲ့ကြည့်လိုက်တယ်တရုတ်ပွဲစားဦးဆောင်ကတော့လုပ်ငန်းဖြစ်တော့မိမို့ရွှင်ပြဖြစ်နေပေတယ်ထို့ချိန်မှာမစ္စတာအီဆွတ်ကထိုင်နေရမှထပြီးသူ့အခန်းထဲဝင်သွားတော့တယ်ဂျာကြီးတို့လူစုမှာအချိန်လေးကိုကြည်ရင်မကြာမီငွေပုံကြီးသူတို့ရှိရောက်လာတော့မိမို့ဖော်မပြနိုင်လောက်အောင်ကြည်နူးနေကြတယ်ဦးဆောင်ကလည်းသူတို့ကိုပြုံးစစ်စစ်နဲ့ကြည်နေတယ်10မိနစ်ခန့်အကြာမှာမစ္စတာအီဆွတ်ပြန်ထွက်လာတယ်ဘလို့လဲတထေးမင်းချက်ချင်းငွေချင်းပါလားဟွာလဲပွဲစားကပေးနော်နေအောင်ဦးဆောင်ဈေးကဘယ်လောက်လဲ300လေးအပပါဒါတောင်လျှော့ထားတာဗျအာယိုမောင်မင်းတို့ဈေးကမြင့်လာကြည်လားကြိုက်ရင်ယူမကြိုက်ရင်မယူနဲ့ပေါ့နောက်တစ်ယောက်သွားရောက်ရင်300တောင်ရရင်ရမှာအာယိုတော်ပါတော့ကဲခမည်းကြိုက်ပြီဆိုရင်ငွေချေပြီးတော့ဘယ်မှာလဲ300အမြန်ပေးကျုပ်တို့အချိန်မရှိဘူးဂျာကြီးကလေးတန်းမှာဆက်နဲ့ပြောလိုက်တယ်စိတ်ကလားကလည်းခေါင်းတစ်ဆက်ငြိမ်ရင်ထောက်ခံလိုက်တယ်ဦးဆောင်ကတော့ပြုံးစီစီလှုပ်နေစေထိုးစင်ဤစုကသူ့အိတ်ထောင်ထဲကပစ္စည်းတစ်ခုကိုဆွဲထုတ်လိုက်တယ်ဟာတနတ်ကြီးဘာလုပ်တာတော့ဓမြတိုက်ပြန်ပြီထင်တယ်တီထင်းနင်းဘာလုပ်တာလဲဝါတော့နားမလဲချင်တော့ဘူးတိတ်ဆန်းအားလုံးငြိမ်နေဗျာဘလို့ဖြစ်တာတော့တယောက်မှနေရာကမရွှေ့နဲ့နော်ဟုတ်ပါပြီဒီဓမြကပို့အစင်မြင့်မုံမဲကွာစိတ်ကလားကသူ့ထင်ရမြင်ရစွတ်ပြောလိုက်တယ်ဂျာကြီးနဲ့ဦးဆောင်တို့မှာမစ္စတာအီဆွတ်ရဲ့လက်ထက်ကပစ္စတိုတနတ်ကြီးကိုကြည့်တာပါဇက်အဟောင်းသားမျက်လုံးပြူးသားနဲ့ဖြစ်နေတယ်မစ္စတာအီဆွတ်ကသူတို့သုံးစလုံးကိုပစ္စတိုကြီးတကားကနဲ့ချိန်ရွယ်ထားတယ်သူတို့အားလုံးထိုင်နေရာကနေတုတ်မလှုပ်ရဲ့10မိနစ်ခန့်ကြာမှာအခန်းတကားမှာယူနီဖောင်းဝတ်ထားတဲ့ရဲသား3ဦးအလင်းမြန်ဝင်ရောက်လာလေတယ်ဟာဘာတွေတော့ပြောတတ်ဘူးလေတိတ်နေစမ်းဘုတ်တော့ရဲဦးကြီးရဲ့ကျုပ်တို့ဘာလုပ်လို့တော့ဗျာထိတ်ဆန်းကွာဟေ့အဲ့ဒီ3ယောက်စလုံးလက်ထိတ်ခတ်လိုက်အောင်မလေးဗျအာယောဘုတ်တော်မေဂျာရီတို့3ယောက်စလုံးမျက်လုံးတွေကလဲနဲ့ဖြစ်နေကြတယ်ဘူးမတီးဘာမတီးနဲ့လက်ထိတ်ခတ်ခံလိုက်ရတဲ့ဖြင့်အားလုံးတွေးပြတ်နေကြတယ်အစိုးဆုံးကစိတ်ကလားမျက်နှာကြီးကရှုံတွားနေတယ်ခံလိုက်ရပြန်ပြီဟေ့ဒီပြဿနာကပြန်ပေးဆွဲရင်ဆွဲမဆွဲရင်အချုပ်ထဲရောက်နေတန်တရားကိုလဲနေတာပဲကဲကြပါဦးရှိသမျှဖရားတွေကဲပါဖရားတပည့်တော်ဟာအညာသားလူရိုးလေးပါတိတ်ဆန့်ကွာကဲမစ္စတာအီဆွတ်သူတို့3ယောက်စလုံးဟာခမည်းပြောတဲ့လူတွေနော်ဟုတ်ပါတယ်ဆရာသူတို့3ယောက်စလုံးလူလိမ်တွေဗျဗျာဘာဖြစ်လို့ကဲခမည်းတို့အားလုံးလိမ်လည်မှုနဲ့ဖမ်းလိုက်ပြီပစ္စည်းသက်တွေကဒါလားဟုတ်ပါတယ်ဆရာအဲ့ဒါရွှေအိုးမဟုတ်ပါဘူးကြေးအိုးကြီးပါဒါကိုကျွန်တော်ကိုလာလိမ့်တာပါဟာဟွာမိပါဦးလေပါတယ်မင်းကလက်ထောက်ချတာ
哇မသိရပါဘူး။အိုးဖီယာနင်တို့နဲ့ပေါင်းမဝါလက်အဝီစီးရောက်တော့မယ်။ကောင်းတာပေါ့ကွာ။အဝီစီးကိုရောက်ဖူးတယ်ရှိတာပေါ့။မစ္စတာအီဆွတ်ကသူတို့သုံးဦးစလုံးကိုပစ္စတိုကြီးတကားကနဲ့ချိန်ရွယ်ထားကသူတို့အားလုံးထိုင်နေရမှတုတ်တုံမှမလုပ်ရဲကြ။ဟေးကောင်စိတ်ကလား။ဘာတွေဟိုဒါဆိုဒီရွှေအိုးကကြေအိုးကြီးဟုတ်လား။ဂျာအေးမှာမစ္စတာအီဆွတ်ပါဇက်ဖျားမှကြေအိုးကြီးဆိုတဲ့အတန်းကြောင့်ရင်ခွဲပက်လက်ဖြစ်သွားတော့တယ်။မယုံနိုင်မကြည်နိုင်ဖြစ်ကခေါင်းတစ်ခါကလဲတစ်ခါကလှုပ်နေတယ်။သို့တော်လဲသူတို့ဘလို့ညင်းဥပဒေရလိမ်လည်မှုဖြစ်မြောက်နေပြီမို့သူတို့သုံးဦးစလုံးရဲအုပ်ကြီးနာကိုလက်ထိပ်ကြီးတန်းလိုက်နဲ့ပါသွားရှာလေတော့တယ်။ထိုထဲမှာအစ်စ်ပါသွားသူကတော့တရုတ်ပွဲစားဥဆောင်ပင်ဖြစ်တယ်။လာတော့ကဟန်တလုံးပန်တလုံးစတိုင်ကြီးလို့တော့လေယခုတော့မျက်ရည်စားတဝေးနှက်တရွှဲနဲ့ငိုကြီးချက်မှဖြစ်နေလေတယ်။နောက်ဆုံးသူတို့သုံးဦးခင်ဗျာသိန်းတရာအရသာမခံစားရတော့ပဲအချုပ်တဲ့ရှောခနဲ့ဝင်သွားခဲ့ကြလေတယ်။အဆိုပါသတင်းကိုဦးဆုံးကြားလာသူမှာကြာရိုးပင်ဖြစ်တယ်။ကြာရိုးကဥပေဒါကိုမျက်နှာပြက်နဲ့ပြောပြခဲ့တယ်။နောက်ဆုံးဂျာရီတို့သတင်းကဖုံဖျားတန်ရောက်သွားလေရရွာကိုအကြောင်းကြားရန်ဥပေဒါချက်ချင်းညွှန်ကြားလိုက်တယ်။ထိုချိန်မှာဂျာရီရဲ့ဖခင်ဖြစ်သူဦးကြောက်ခါမှာရွှေအိုးကြီးရောင်းပြီးလင်းဆိုတော့အတွင်းနဲ့စိတ်ကူးအရင်ကြီးရင်နေပြီ။ဂျာရီရဲ့သတင်းကြောင့်သဲထိတ်ရင်ဖို့ဖြစ်သွားလေတယ်။ဂျာရီနဲ့စိတ်ကလားတို့ဂျီဦးရွှေအိုးအဖြစ်လိန်ညာရောင်းချခဲ့ရဆိုင်ရာကဖန်စီထားပြီးဆိုတော့သတင်းကတရွာလုံးအုပ်အော်တောင်းနေဖြစ်ကုန်တယ်။ဦးကြောက်ဖားမှလည်းตาအတွက်မျက်လုံးပြူမျက်စံပြူနဲ့ဖျားခဲ့ပါတရားခဲ့ပါလုံနေရှာတယ်။ဖြုံးစားကြီးကြားလိုက်ရတဲ့သတင်းမို့ဦးကြောက်ဖားခင်ဗျာခြေမကိုင်းမိလက်မကိုင်းမိဖြစ်နေရှာတယ်။စရိတ်စကားကြီးလာတဲ့ဖြင့်ချက်ချင်းကြီးထလိုက်သွားဖို့ကလည်းမလွယ်။ဒါအပြင်ကိုင်းလုပ်ငန်းကလည်းမပြီးမပြတ်သေးမှုအုံနောက်ချောင်းနေတယ်။ဒါနဲ့ထိုသတင်းရောက်လာပြီး3ရက်ခန့်အကြာမှာအိမ်ဝိုင်းထဲကိုဘေးရင်ဆရာကြီးကိုဖြောက်စိတ်တယောက်ကိုချောင်းနဲ့ရောက်ရှိလာတယ်။ဦးကြောက်ဖားမှာဖြောက်စိတ်ကိုမြင်တဲ့နဲ့မကြေမချမ်းဖြစ်သွားတယ်။ဟေးကောင်ဖြောက်စိတ်မင်းဘာလာလောက်တာလဲကွာ။ဟိုတင်ဘာတွေတုံးကွာမင်းလှုပ်လို့ငါသားလေးအချုပ်ထဲရောက်နေပြီ။မင်းမဲချမ်းသာမယ်ဆိုငါသားခင်ဗျာချမ်းသာခြင်းလို့ခုတော့မင်းဟိုးတဲ့ဘေးတင်ကတလွဲပါလား။ဦးလေးကြောက်ဖားရဲ့ဘာပြောမလို့တော့မာပြီးတွက်မိလို့ပြောမလား။မင်းမာတာငါသားအကျိုးကိုနဲရောကွာမင်းမြောက်ပေးလို့ခုလိုဖြစ်တာကွာဦးကြောက်ဖားကအတန်ဝါကြီးနဲ့တကျင်းနဲ့ကျင်းနေတော့လေဘေးနေဆရာဖြောက်စိတ်ခင်ဗျာကိုပြေပေါ်ကိုချောင်းနဲ့ထိုင်နေရှာတယ်ဦးကြောက်ဖားပြောလို့ဆိုလို့အားရသွားတဲ့အခါဖြောက်စိတ်ကညောင်နာအတန်နဲ့လာရင်ကိစ္စရှင်းပြလေတော့တယ်ဟုတ်ပါတယ်ဦးလေးကြောက်ဖားရဲ့ဒီကိစ္စရဲ့လက်တဲ့တရခန့်ဟာကျုပ်ပါမင်းကမြောက်ပြီးဟောတာကိုကွာငါသားကလည်းအယူဆိုတော့ခက်ပဟုတ်ပါဘူးဦးလေးရဒီပြဿနာရဲ့အစာကျုပ်ပါပဲဗျဟင်ဘာဖြစ်လို့တော့ဒီလိုပါဗျာဦးလေးသားကကျုပ်စီလာပြီးဘရော့ချမ်းသာမလဲမေးနေတော့ကျုပ်ခေါင်းချောက်လာတယ်လေအဲ့ဒါဘာဖြစ်တော့အဲ့ဒါကြာတော့ကိုတန်တဲ့ကိုစူးတဲ့ကိစ္စကိုဘလို့ဖြေရှင်းရမှမသိဘူးဖြစ်တယ်ဒါနဲ့ကျုံမိမအပူလေးနဲ့တိုင်ပင်ပြီးတော့ဒီပြဿနာဖြေရှင်းသွားကျုပ်အိမ်ကကျုပ်ဖွားကြီးစိန်ရဲ့ရှူပေါက်တဲ့ကြေးဟောင်းကြီးကိုထူနှက်ပြီးဂျာရီချောင်းဆွဲတဲ့ကိုင်းမြေထဲမှာမြုပ်ခဲ့မိတာပါဗျာဖို့တော့ပြဿနာရင်းခံကိုရှင်းလင်းကြားလိုက်ရတဲ့အခါလက်တဲ့တရခန့်အစ်ကဘေးရင်ဆရာကြီးဖြောက်စိတ်မှန်းဦးကြောက်ကအံ့ဩစွာသိရှိလိုက်ရသဖြင့်ဖျားပင်တာမိလေတော့တယ်အလိုလေးလှုပ်ရက်ပါဖြောက်စိတ်ရဲ့ငါသားယူကိုမင်းကမုံမမြင်လေးမမြင်ဖြစ်အောင်ကြေးအိုးကြီးနဲ့ဒုက္ခပေးလိုက်တာပေါ့ဟုတ်လားဟုတ်ပါတယ်ဦးလေးရဲ့ဒီကိစ္စအများကြီးတောင်းပန်ပါတယ်ကျုပ်ကိုယ်တိုင်လိုက်ပြီးဂျာရဲတို့လူစုလို့အောင်တက်တည်လိုက်ပါမယ်ဗျာဒီတခါတော့ခွင့်လို့ပါနော်အေးကောင်းကွာအဖြစ်ကတော့အပြက်နဲ့ငါသားခင်ဗျာရေမရှိတဲ့ချောင်းမှာရေနှစ်တလို့ပါလားကဲပြီးတာတွေလည်းပြီးပါစေတော့မင်းကိုယ်တိုင်လိုက်ဖို့တော့လိုတယ်ကွာဟုတ်လိုက်ပါမယ်ဗျာစရိတ်လဲကြုတ်ကြခံပါမယ်နောက်ဆုံးဦးကြောက်ဖားနဲ့ဖြောက်စိတ်တို့နှစ်ဦးစစ်ပြေငိမ့်သွားကြပြီးညာရင်းချင်းပဲကြုံရကားနဲ့ရန်ကုန်ကိုလိုက်လာခဲ့ကြတယ်ထိုချိန်မှာဂျာရဲတို့လူစုမှာအချုပ်ခန်းနဲ့ကဲသူကူသူမဲ့စွာနဲ့အကြီးအကျယ်ဒုက္ခတွေ့နေလေတော့တယ်ဘေးရင်ဆရာကြီးဖြောက်စိတ်ရဲ့ပျောကအမှန်ကိုသိလိုက်ရရင်ဂျာရီတယောက်ကတော့ရှိစရာဟာတာများကိုနားထောင်ပြီးဘဝအမောတွေပြေပြောင်းနိုင်ကြပါစေရှင်။ခံစားနာဆင်ပေးမှုကိုကျေးဇူးအများကြီးတင်ရှိပါတယ်ရှင်။ရွှေဝမ်းချမ်းမြေ့ကြပါစေရှင်။